အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့လာဖြည့်တဲ့ညီမငယ်တွေကဒုတိယမြောက်ညီမငယ်တယောက်ကိုလည်းသူ့ရဲ့အတွေ့အကြုံလေးကိုပြန်ပြီးဝေမျှပေးမဲ့ဗီဒီယိုဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ညီမလေးမင်္ဂလာပါမင်္ဂလာပါရှင်အဲ့တော့ညီမရဲ့ထုံးစံတိုင်းနာမည်လေးရဲ့အသက်ရဲ့ GLPT ဘယ်လောက်ထိညီမလက်ရှိကြိုင်ထားလဲပြီးတော့လာဖြည့်တဲ့လုပ်ငန်းအမျိုးအစားလေးကိုလည်းဝေမျှပေးပါအောင်ခင်ဗျဟုတ်မင်္ဂလာပါရှင်ညီမနာမည်ကတော့ဆွဆိုင်တန်လို့ခေါ်ပါတယ်အသက်ကတော့22နှစ်ပါ GLPT entry အောင်ထားပြီးသားပါရှင်အခုဒီနေ့ညီမလာဖြည့်ရဲ့ဥစ္စာရာမန်ဆိုင်ပေါ့နော်ရာမန်ဆိုင်အတွက်စားတော့ဆိုင်အင်တာဗျူးလေးလာဖြည့်ရပါရှင်ဟုတ်ကဲ့ညီမလေးဟုတ်ကျေးဇူးပါအဲ့တော့ညီမလေးဒီနေ့ interview မဖြည့်ခင်ပေါ့နော်ဘယ်လောက်ကြာနဲ့လို့အရာတွေကိုတေချာလေးပြင်ဆင်ခဲ့ရလဲဆိုတာကိုလည်း sharing လုပ်ပေးပါဦးခင်ဗျဟုတ်အင်တာဗျူးအတွက်ကတော့တစ်လကြာလောက်ပေါ့နော်တစ်လကြာလောက်တော့တေချာလေးလေ့ကျင့်ခဲ့ရတယ်ရှင်ဟိုကြားထဲမှာပေါ့စိတ်တက်ကြတဲ့အချိန်တွေလည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့လက်မလျှော့ပဲနဲ့အဆုံးထိကြိုးစားခဲ့ရပါဟုတ်ကဲ့စိတ်တက်ကြခဲ့တယ်ဆိုဘလို့အချိန်တွေမှာအဲ့လိုစိတ်တက်အကြဆုံးလို့မျိုးဖြစ်သွားတာကိုပြောချင်တာဖြစ်မယ်ညီမလေးဘယ်လိုပြောမလဲအခုဂျပန်စာလုပ်နေတဲ့ညီမလေးကိုလည်းပြောချင်တာပေါ့နော်ဘယ်လိုပြောမလဲစာကိုတေချာလေးလုပ်ပေါ့အမကျတော့ဘယ်လိုဖြစ်သွားလဲဆိုဂျားထဲမှာစာလုပ်တဲ့အချိန်ကြီးအရန်ဟသွားတဲ့ခါကျတော့စာနဲ့အလံဝေးလို့ဖြစ်သွားအဲ့ခါကျတော့အင်တာဗျူးဖြေတဲ့အခါမှာကိုကြည်ရှင်းမရှိဘူးအရန်ခင်းချောဖြစ်တယ်အဲ့ခါကျတော့ဒုက္ခရောက်တယ်ပေါ့နော်အဲ့လိုမဖြစ်အောင်လို့အမြဲတမ်းနေ့တိုင်းစာအုပ်တေချာလေးလုပ်ဖို့တတ်မှချင်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုဒီကြည့်ရှုနေတဲ့ဗီဒီယိုတွေထဲမှာလည်းဒါအခုတို့ဒီဂျပန် level ကိုအခုမှစလစ်လာမဲ့သူလည်းပါနိုင်တယ်ဒါမှမဟုတ်ရင်ဂျပန်ကိုသွားကျင်တယ်ပေါ့နော်ဒါပေမဲ့တကယ်လွယ်ကူလား interview တွေအရင်ခက်လားအဲ့တော့ဒီလိုစဉ်းစားနေတဲ့လူတွေအတွက်ဆိုရင်ဘယ်လို message မျိုးဒီကပေးချင်တာမျိုးရှိမလဲဟုတ်ကဲ့အရှိမအမပြောခဲ့သလိုမျိုးပေါ့နော်အမဂျပန်စာနဲ့တော်တော်လေးအလံဝေးသွားတဲ့ခါကျတော့အခု interview ရှိပြီဟေးဆိုပြီးပြောလိုက်တဲ့အချိန်မှာအမတော်တော်ခက်ခဲသွားတယ်ပေါ့ဟိုစာနဲ့အလံဝေးသွားတဲ့အခါကျတော့အဲ့လိုမဖြစ်ရအောင်ဂျပန်စာကို interview ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုအမြဲတမ်းပေါ့နော်အလံမဝေးသွားအောင်လို့နေ့တိုင်းလုပ်ဖို့လိုအပ်တယ်လို့ထင်နေရှင်ဟုတ်ကျေးဇူးပါညီမလေးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့